င်္ဂလာပါကြော်လွင်ပါမင်္ဂလာပါတန်းထုတ်ပါဆိုတော့ the powers of coordinate development ကနေပြန်ကြိုလိုက်ပါတယ်ဒီနေ့ကတော့ဆိုရပါဆိုမပေါ်ပါပဲဒါပေမဲ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာလေးကတော့မပေါ်ပါဘူးဟာအရေးကြီးတဲ့အကြောင်းအရာလေးပေါ့နော်ဟုတ်တယ်ကြော်လင်းဒါ rapper လေးပြန်ကောက်လိုက်ပေါ့နော်အစားရှေ့တစ်ပတ်တော့ပြောခဲ့တဲ့ဟာလေးပေါ့နော်ဆိုတော့ KPI ရဲ့နောက်ပြီးတော့ score card ရဲ့အဲ့တော့ KPI နဲ့ score card အကြောင်းဒီနေ့ဆွေးနွေးမှာဖြစ်ပါတယ်ဆိုတော့ဆွေးနွေးဖို့အတွက်ကိုကျွန်တော်ကိုတာရုကိုဒီနေ့ကျွန်တော်ပြန်မေးမယ်ပေါ့နော်ဆိုတော့ပြန်မေးမယ်ဆိုတော့ revenge ပေါ့နော်ဟိုဘယ်လိုပြောရမလဲဆိုတော့ဘာလဲ revenge သူ့ပြောထားခဲ့လို့နော်သူ့အများကြီးမေးထားခဲ့လို့ okay ပါရှေ့ CD တွေကျွန်တော်တအားမေးထားတာဆိုတော့ဒီနေ့တော့ပြန်မေးမယ်ပေါ့နော်မေးပါခင်ဗျာအဲ့တော့ဒီ KPI နဲ့ပတ်သက်ပြီးတော့ဗော KPI ဆိုတာဘာလဲရေ KPI ကိုဘယ်လိုမျိုးapply လုပ်ရမလဲဘယ်ချိန်မှာ apply လုပ်တဲ့လဲစသဖြင့်ပေါ့နော်ကျွန်တော်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံရဲ့အခု consulting လုပ်နေတဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့ပြောပြပေးပါဦး KPI ဆိုတာတော့ကိုကျော်လင်းအားလုံးသိထားတဲ့အတိုင်းပဲ key performance indicator ပေါ့နော်ဆိုလိုချင်တာကကျွန်တော်တို့where are we going to something like that ပေါ့ကျွန်တော်တို့ကားစီမှာရှိတဲ့ dashboard ကျွန်တော် click လုပ်ချင်ကားစီမှာရှိတဲ့ dashboard ကိုမျိုးကြည့်လို့ပေါ့နော်ဆိုတော့တနည်းအားဖြင့် performance လို့ခေါ်တဲ့လုံးနဲ့ကန်နိုင်စွမ်းအားတွေစွမ်းဆောင်ရည်တွေကိုကျွန်တော်တို့ကအမှတ်ပေးအကဲဖြတ်တယ်ဆိုတဲ့သဘောတပါပါနော်ဆိုတော့အမှတ်ပေးအကဲဖြတ်တယ်ဆိုတဲ့နေရာမှာတိုင်းတာကိုလည်းလိုသေးတာဟုတ်များသောအားဖြင့်ကျွန်တော်တို့များသောအားဖြင့်ကုမ္ပဏီတွေမှာ KPI ဆိုတာရှိကြတယ်ပေါ့နော်ပြီးရင်တယောက်နဲ့တယောက်နားလည်မှုကတော့နည်းငယ်တွေ့ဖက်ကောင်းတွေ့ဖက်လိမ့်မယ်ဆိုတော့တချို့က KPI ကိုပေါ်ပါပဲသူတို့ကပေါ့နော်ရှိတယ်ဆိုတဲ့သဘောတဘာဝရှိအောင်ပဲသူက KPI ကို apply လုပ်ထားတဲ့လူတွေရှိတယ်လို့တချို့ကြတော့လေ KPI ကိုတကယ်ထဲဝင်လက်နဲ့လိုက်ပြီးတော့ plan လုပ်တဲ့ဒီဖွဲ့စည်းတွေလည်းအများကြီးတွေ့ရတယ်ဆိုတော့ဘာအားသာသွားလဲလို့မေးလို့ရှိရင် KPI ဆိုတဲ့ကိစ္စကျွန်တော် daily ကနေစပြီးတော့ကျွန်တော်တို့က measurement လုပ်လို့ရတယ်နော်ဆိုတော့ဘာလို့လဲဆိုလို့ရှိရင်များသောအားဖြင့်ကကျွန်တော်တို့ဥပမာဆုံး weekly meeting တို့ monthly meeting တို့ weekly meeting ကတော်သေးတယ်แต่ monthly meeting business review meeting ဆိုတဲ့ကိစ္စမှာကျွန်တော်တို့ကတလားကုန်မှကျွန်တော်တို့ကဆွေးနွေးကြတယ်နော်အဲတလားကုန်တဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့ယာထားတဲ့ယာထားချက်ကိုမပြည့်မီတဲ့အချိန်ကြလို့ရှိရင်ဟာခင်းဆိုတဲ့သဘောတဘာဝနဲ့ကျွန်တော်တို့ကကြံခဲ့ရတာဆိုတော့အဲ့နောက်မှာကျွန်တော်ပြန်ဆယ်ခွင့်မရှိဘူးအဲ့တလားလုံးတို့ကဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့က KPI နဲ့ကျွန်တော်တို့ထိန်းလို့ရတယ်မှန်တော့ကျွန်တော်တို့ဒီ monthly target တွေပါညာကြီးက projection ကနေလာတယ်ဒါပေမဲ့အဲ့ projection ကိုနေ့တူကဆိုပါတော့စွမ်းဆောင်ရည်ပြေးွားတဲ့အတိုင်းအကောင့်တွေပေါ်နိုင်မှုဆိုလို့ရှိရင်ကျွန်တော်တို့ကdaily activities တွေပေါ့နော်နောက်တစ်ခုက highlight area တွေဒီလိုကောင်းမဲ့ not only streets နော်နောက်တစ်ခုက improvement area တွေဒီဥစ္စာတွေကိုကျွန်တော်တို့ကလိုချင်တဲ့ယာထားချက်ကိုဥပမာတစ်လားဘယ်လောက်ဆိုလို့ရှိရင်တစ်ရက်ကဘယ်လောက်ဖြစ်ရမှာပေါ့နော်ဒါမျိုးဟာလေးတွေကို daily ကျွန်တော်တို့ကလက်ဟာမှုမရှိအောင်တိုင်းတာတဲ့နေရာမှာသုံးကြတယ်ပေါ့နော်ဆိုတော့တကယ်တမ်းတော့အဲ့လိုနေရာမှာသုံးတာပို့ပြီးတော့အလင်းသိမ့်ပြီးတော့နောက်တစ်ခုက affect ထိရောက်မယ်လို့ကျွန်တော်လည်းမြင်တယ်တလားတစ်ခါ KPI တိုင်းတယ်ဆိုတဲ့ဟာက maybe တခြား function တော့အစီအမံကောင်းပြီလေဒါပေမဲ့ sales မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့နေ့တူကလုပ်နေတဲ့ daily activities တွေကကျွန်တော်တို့ရထားတဲ့အတိုင်းကိုအောင်မြင်နေမှဖြစ်မှာအကယ်၍များမအောင်မြင်ကြဘူးဆိုလို့ရှိရင်ကျွန်တော်တို့က KPI ကိုလေးတိုင်းဖြစ်တော့ဖြစ်တော့ကြောင့်မလို့တကယ်ပဲကျွန်တော်တို့ရှုံးမှာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ KPI ပေါ်မှာတိုင်းလိုက်လို့မလို့ရှိရင်ကျွန်တော်တို့ sales မှာဆိုကျွန်တော် sales တောင်းပဲပြောမှာနော် sales မှာဆိုလို့ရှိရင်ဒီ revenue နဲ့ပတ်သက်တဲ့ monthly then အဲ့ monthly နဲ့ပတ်သက်ပြီးတော့လုံးမဲ့ weekly action plan လေးအဲ့ weekly action plan လေးရဲ့ထိရောက်မှုမထိရောက်မှုက daily activities မှာကျွန်တော်တို့က KPI နဲ့ကျွန်တော်ကတ်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုကျွန်တော်တို့လက်ဟာမှုလည်းမရှိဘူးနောက်ကျသွားလည်းမရှိဘူးပြောခဲ့တဲ့လူပဲပေါ့နော် daily qualitative driven လုပ်နိုင်တယ်ပေါ့ exactly နေ့တိုင်း activities တွေက qualitative လို့ခေါ်တဲ့အရေးသွေးပြေးသွားတယ်ကျွန်တော်တို့ activity ဖြစ်နေဖို့အတွက်ကိုတိုင်းတာဖို့လည်းကျွန်တော်တို့ကရှင်းပြီးသွားပြီသတ်မှတ်ထားပြီးသွားဒါပေမဲ့သတ်မှတ်ထားပေမဲ့အဲ့ဒီဟာကိုဖြစ်နေမဖြစ်နေကြီးyes ကျွန်တော်တို့ daily မှာလည်းကျွန်တော်တို့ sales မှာ KPI နဲ့တိုင်းလို့ရတယ်ဆိုတဲ့သဘောတဘာဝလေးကိုဒါတော့တိုင်းလို့ရတဲ့အပိုင်းတွေပေါ့နော်အဲ့တော့ခုနကလည်းရှေ့မှာလည်းပြောခဲ့တယ်ပေါ့နော်ချုပ်ပေါ်စီတွေကရှိတယ်ဆိုတော့တချို့ကလည်းတကယ်ကိုနည်းနည်းထဲဝင်သုံးနေတယ်ပေါ့နော်အဲ့တော့ဘလို့အခြေအနေတွေမှာဆိုလို့ရှိရင်အဖွဲ့အစည်းတွေမှာ KPI တွေသုံးတင်ပြီးတော့ဘလို့အခြေအနေဆိုရင်မသုံးတင်သေးဘူးလေပေါ့ကုမ္ပဏီတိုင်းမှာတော့ KPI သုံးတင်တာဘာကြောင့်လဲဆိုတော့စွမ်းဆောင်ရည်ကိုအမြဲတမ်းအကဲဖြတ်ဖို့တော့ပေါ့နော်သုံးတင်တာပေါ့ဆိုတော့နောက်တစ်ခုကဒီလိုမျိုး contingency ပေါ့နော်contingency ဆိုတာအခြေအနေအရတကယ်ကို contingency ဖြစ်နေတဲ့အချိန်နောက်တစ်ခုက contingency ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ activities တွေရထားချက်တွေ critical ဖြစ်တယ်ဆိုတော့အဲ့ဒီအချိန်မှာမဖြစ်မနေကိုသုံးတင်တယ်လို့ကျွန်တော်ကတော့အကြံပြုချင်တယ်KPI မသုံးမှုဆိုလို့ရှိရင်ဒီလို critical အခြေအနေမှာတော့မသုံးမှုဆိုလို့ရှိရင်ကျွန်တော်တို့ပြုပြင်ပြောင်းလဲဖို့အတွက်ကိုလည်းကျွန်တော်တို့သုံးတင်နေဆိုတဲ့အခြေအနေတော့ပြောပြီပေါ့နော်ဘယ်လိုအခြေအနေပဲဖြစ်ဘယ်လိုဖွဲ့စည်းပဲဖြစ်အဲ့တော့
ဟိုတကယ်လို့တချို့တွေကဒီလိုမျိုးစိုးရိမ်နေတာရှိတတ်တယ်ပေါ့နော်သူ့အဖွဲ့အစည်းကသေးသေးတယ် manpower နည်းသေးတယ်စသဖြင့်ပေါ့နော်အာသူတို့က SME မို့လို့စသဖြင့်အဲ့လိုပြောတယ်ဆိုရင်ရောသူတို့နဲ့ live ဖက်မဲ့ဘယ်လိုဟာမျိုးတွေအကြံပြုလို့ရမလဲအဲ့ဒီဟာကို live ဖက်မဲ့ဟာကိုမပြောခင်မှာကျွန်တော်အခြေအနေနဲ့ကျွန်တော်အတွေ့အကြုံနဲ့အကြံပြုမယ်ဆိုလို့ရှိရင်ကျွန်တော် business ကိုလုပ်တယ်ပေါ့နော် business စပြီးလုပ်ကြတယ်ကျွန်တော်ကတစ်လလုပ်တာမဟုတ်တစ်နှစ်လုပ်တာမဟုတ်ဘူးနော်ကျွန်တော်ရေရှည်တွက်လို့ရမှာဟုတ်ဆိုတော့အခုလောဆယ်မှာတော့သေးကောင်းသေးနေတယ်ဒါပေမဲ့ကျွန်တော်ကဒီရေရှည်လို့ခေါ်တဲ့ road map တစ်ခုမှာဘယ်လောက်ထိကြီးကျယ်ခမ်းနားမယ်ဆိုတာဟာကိုကျွန်တော်ကရထားပြီးသားဆိုတော့အဲ့ဒီအချိန်ရောက်မှ KPI ကိုသုံးမယ်ဆိုတာအထက်ငကိုတဲ့ကကျွန်တော်တို့ဒီဟာ cultural ရင်းချင်းမှုတစ်ခုလို့ကျွန်တော်တို့သုံးရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီဟာကိုယ်ဖယ်မဲ့ကိစ္စမဟုတ်တော့ကြောင့်မလို့သေးသေးကြီးကြီး KPI ကိုသုံးတင်တယ်လို့ကျွန်တော်ယူဆတယ်တို့ပေမဲ့မတူညီတဲ့အဖွဲ့အစည်း type ပေါ့နော်ကျွန်တော်တို့အမြဲသုံးတဲ့ size တို့ guide တို့ပုံမှာမူတည်ပြီးတော့ဗမာလိုပြောရင်သူ့ကြောင်းနဲ့စီလျော်တဲ့ဂါထာကိုပေါ့နော် tailor made လုပ်နေတာဒီကုမ္ပဏီအကြီးမှာဒီ KPI တွေချမှတ်လို့စင်ပြေတယ်ဒီကောင်းပြေလိမ့်မယ်ဒါပေမဲ့အဲ့ဒီကုမ္ပဏီရဲ့ KPI ကကျွန်တော်တို့ကုမ္ပဏီတစ်လေးရဲ့ KPI နဲ့အလေးသိချင်မှသိမယ်လေကျွန်တော်ဘယ်လို KPI တွေချတင်လဲလို့ပြောလို့ရှိရင်တော့ကိုကျော်လင်းလုပ်နေတဲ့ strategic planning လို့ခေါ်တဲ့ကိစ္စဝိစ္စတွေကိုပေါ့နော်နေ့တူတော့လာကောင် weekly monthly account တွေပေါ်ဖို့အတွက်ကိုကုမ္ပဏီသေးသေးကြီးကြီးသတ်မှတ်တင်တယ်တော့ခုနကကျွန်တော်ပြောလို့ပဲမတူညီတဲ့အဝန်းဝိုင်းပေါ်မတူညီတဲ့အဖွဲ့အစည်းမတူညီတဲ့အရွယ်စားပေါက်မှုတည်ပြီးတော့ achievable ဖြစ်မဲ့ဆိုနေကောင်အဲ့ achievable ကလည်းကျွန်တော်တို့ရရှိသွားမဲ့ road map ကိုပြောပါတော့ obtainable ဖြစ်မဲ့ KPI မျိုးကိုချတင်တယ်လို့ယူဆဆိုတော့ specifically ပြောမယ်ဆိုလို့ရှိရင်တော့ဘယ်ဝန်းဝိုင်းလဲဆိုတဲ့အပေါ်မူတည်ပြီးကျွန်တော်တို့ကတော့အကြံပြုလို့ရတာပေါ့နော်လောလောဆယ်မှာတော့ရေပုံရသဘောရဆိုလို့ရှိရင်တော့ first ကုမ္ပဏီတေးသေးကြီး KPI ထားတဲ့နဲ့ yes second ရဆိုလို့ရှိရင်ကိုကျောင်းနဲ့စီလျော်တဲ့ဂါထာကိုကိုယ်တိုင်းပြိုးထောင်တင်တယ်အဲ့ဂါထာကလည်းဆိုတော့ရေရှည်သွားမဲ့ plan ကိုထိရောက်ဖို့ obtainable ဖြစ်ရမယ်လက်ရှိကာလမှာလည်းဆိုတော့ manageable တို့ actionable တို့ achievable ဖြစ်ရပါတော့မဟုတ်လို့ရှိရင် KPI ကြီးကတက်လုပ်နေတာတက်လက်လမ်းမမီတဲ့ကိစ္စကိုလည်းမဖြစ်စေချင်ဘူးပေါ့ဆိုတော့ဒီသဘောတဘာဝလို့တော့ကျွန်တော်အကြံမြင်တော့ဆွေးနွေးကြတယ်။ကြိမ်များလိုအပ်တာရှိလို့ရှိရင်လည်းကိုကျော်လင်းရှေ့ဆွဲပြီးဆွေးနွေးပေါ့နော်။လိုအပ်တာရေလို့တော့မဟုတ်ဘူးပေါ့နော်။အခုသူပြောသလောက်ကိုတော်တော်များနေကျွန်တော်ကနည်းနည်းလေးအစားပေါ်နေပေါ့နော်။သူတော်တော်များများပြောပြီးသွားတော့ဟိုဒီမှာကြည့်နေတဲ့မိတ်ဆွေတွေအနေနဲ့ဆိုလဲဟို awareness ရမယ်လို့ယူဆတယ်။အဲ့တော့ခုနပြောသလိုပဲဘယ်အဖွဲ့အစည်းလို့ဆိုတိုင်းတင်တယ်လို့လည်းအကြံပြုတယ်ပေါ့။အဲ့ပေါ်မှာမူတည်ပြီးတော့သူចောင်းနဲ့သူဂါထာကိုက်မဲ့ဟာမျိုးပေါ့။အဲ့တော့အဖွဲ့အစည်းအကြီးတွေမှာသုံးနေတဲ့ဟာအဖွဲ့အစည်းသေးတွေမှာသုံးမယ်ဆိုရင်အဆင်ပြေခြင်းမှတော့ပြေနိုင်တယ်။နော်ဒါပေမဲ့ကိုเจ้าနဲ့ကိုခါတာကြိုက်တဲ့ဟာသုံးသိနေဆိုတဲ့ဟာလေးတော့ပြောခဲ့တာလေးရှိတယ်အဲ့တော့ဒါနဲ့ဆက်ဆက်ပြီးကျွန်တော်ဗာလေးဆက်ပြီးတော့ဟိုဖြစ်ဆွဲခြင်းလဲဆိုတော့ခုန balance scorecard ပေါ့နော် yes အဲ့ဒီဟာနဲ့ဆက်တယ်ပေါ့နော်အဲ့ဒီပြောတာတခြားပုံစံတစ်မျိုးနဲ့ပေါ့ထားပြောပါဆိုပံပိုးတဲ့ဒီတိုင်းတာနေလေးတွေပေါ့နော် balance scorecard ရှိတယ်ပေါ့နော်အဲ့တော့ balance scorecard ကတော့ဒါကျွန်တော်တို့ sales back ကပြောတဲ့ sales back ကသုံးတဲ့ balance scorecard ကိုအရင်ပြောကြည့်မယ်ပေါ့နော်အဲ့တော့အဓိကဘာကိုသွားပြီးတော့သူကဒီထိန်းချောင်းလဲလို့ပြောလို့ရှိရင်ရိုးရိုး target တွေပေးတဲ့ဆိုတဲ့အခြေအနေမျိုးမှာsales person တွေနဲ့ရောင်းကောင်းတဲ့ပစ္စည်းတွေကိုပဲရောင်းပြီးတော့အယောင်းနှေးတဲ့ပစ္စည်းတွေကိုမရောင်းတာမျိုးတွေဖြစ်တတ်လေဖြစ်တာရှိတယ်ဖြစ်တယ်အများကြီးဖြစ်တယ်နောက်တော့ဘာလို့ဆိုလို့ရှိရင်ဒီဘယ်လိုပြော delay stock လို့ခေါ်တဲ့ဟာရဲ့ inventory မှာ pilot ဖြစ်တာကြံခဲ့တယ်တော့ဟုတ် okay KPI မှာပဲဒီ balance scorecard နဲ့ပြန်ပြီးထိန်းတာပေါ့နော် balance scorecard နဲ့ဘာကိုထိန်းလဲလို့ပြောရင်ဥပမာ common item ကသူသိပြီးအားထုတ်စရာမလိုဘဲနဲ့ရောင်းလို့ရတဲ့ item ဒီ 60% well selling itemတွေက 60% လောက်ဖြစ်ရင်အဲ့အချိန်မှာ slow moving ဖြစ်တဲ့ဒါမှမဟုတ်လို့ရှိရင် profitable ဖြစ်တဲ့ဒါမှမဟုတ်လို့ရှိရင် company ကနေပြီးတော့ develop ဖြစ်ချင်တဲ့ product ကိုကျွန်တော်တို့က 10% ထည့်မယ်နောက်ထပ်တခြား product ကို 10% ထည့်မယ်စသဖြင့်ပေါ့နော်သူကညီမျှအောင် target ပေးတဲ့အချိန်မှာသူ့ကိုထိန်းလို့ရတဲ့ရွေးတဲ့အကယ်၍ move ဖြစ်မယ်ဆိုတော့ဟန်ချက်ညီအောင်ဘောနော်ရွေးသွားမဟုတ်လို့ရှိရင်တော့နောက်မှကြံခဲ့တာရှိတယ်ရောင်းရပြီးတော့ရောင်းမကောင်းတာတွေနောက်အယောင်းနှေးတာတွေကြံခဲ့တယ်ဆိုတာမျိုးတွေမဖြစ်ဖို့အတွက်ကိုလည်း KPI နဲ့ဖြစ်နေတယ်ဗောနော်ဖြစ်နေတာတွေတွေ့နေတာဗောနော်ဟုတ်တယ်အဲ့တော့မဖြစ်အောင်လို့ကျွန်တော်ထိန်းတဲ့အနေနဲ့ balance scorecard ကလည်း balance scorecard ကအဲ့ဒီနေရာမှာအများကြီးတာသွားတယ်ဗောနော်ဆိုတော့အဲ့ဒီ balance scorecard ဒါပေမဲ့အဲ့နောက်မှာတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ action လဲလိုက်ဖို့လိုသေးတာဗောနော်ဆိုတော့စုပေးတံပေးမဟုတ်ပေမဲ့စုပေးတံပေးလို့ရတယ်လို့ဆိုရင်လည်းကောင်းမဲ့တခြားဗောနော်ဒီပေါ်မှာဒီရတဲ့ပေါ်မှာလဲ action တစ်ခုတော့ယူမှဖြစ်မှာရတယ်ဟုတ်တယ်ဆိုတော့ဒီဟာလေးနှစ်ခုတွဲပြီးတော့သုံးမယ်ဆိုရင်အခုကြည့်နေတဲ့မိတ်ဆွေတို့ရဲ့လုပ်ငန်းမှာလည်းအများကြီးထိရောက်မှုရှိမယ်လို့ယူဆရတဲ့အတွက်ကျွန်တော်ဒါလေးကိုဖြစ်ဆက်ပြီးတော့ဆွေးနွေးကြည့်တာပါဟုတ်ကျွန်တော်ပြည့်ပြည့်စုံစုံပြောပြတဲ့ကိုသားတို့ကိုလည်းအရင်ကျေးဇူးတင်ပါတယ်အမှန်တော့ဗီဒီယိုရှင်းသွားမှာဆိုလို့ပေါ့နော်ဒီဟာနဲ့ဆက်တဲ့ကျွန်တော်တို့ဘာကြောင့် KPI ပဲဖြစ်ရှင်းသွားမှာဆိုလို့မဟုတ်ရင်တနေကုန်ထိုင်ပြောမှာတကုံပြော balance scorecard ပဲဖြစ်ပေါ့နော်ကျွန်တော်တို့ကတနေရာထဲမှာဒါရက်သွားတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ခေါင်းစဉ်ကတော့ continuous development လို့ပြောတာဟုတ်တယ်ဒါဆိုလို့ရှိရင်ဒီ KPI အခုချိန်မှာတော့ကျွန်တော်ကဥပမာဆိုရင် number တော့ကိန်းကနန်းဆိုလို့ရှိရင်တစ်ထားတယ်ပေါ့နော်နောက်ကျွန်တော်တို့တိုးတက်2ထားမယ်3ထားမယ်4ထားမယ်တော့အဲ့လိုကျွန်တော်တို့ KPI တွေမြင့်လာတဲ့အချိန်မှာအဲ့ KPI တွေမြင့်တဲ့အတိုင်းကိုကျွန်တော်တို့ဘယ်လိုမှဆိုတော့ဘယ်ချိန်မှလည်းဖြစ် cycle လို့သုံးလို့ရတဲ့technique လို့ပဲခေါ် method လို့ပဲပြော theory ပဲဆိုတော့เนาะအဲ့ဒီဟာလေးကိုပဲနောက်ပြီးဆုံးမှာကျွန်တော်
ထက်ရွှဲကျင်သေးတယ်ဗောနော်။မှန်တော့အားမရတယ်။ အားမရသေးဘူးတော်တော်ရှည်နေပြီဒါအရင်တော့ကျွန်တော်တို့ပြောတဲ့ဟာထက်တော့ပိုပြီးရှည်နေပြီပေါ့နော်ဒါပေမဲ့လည်းဆက်ပြောပါအောင်မယ်ပေါ့နော်ဆိုတော့နောက်တစ်ပတ် episode ကြလို့ရှိရင်ဒီ four cycle development လားဟုတ်တယ်ဒီ development လုပ်ဖို့အတွက်ကိုဘာတွေကိုမှီညမ်းရမလဲဘယ်ဟာကိုကမလဲဘယ်ပုံစံနဲ့ကျွန်တော်တို့က drive လုပ်ရမလဲဆိုတဲ့ဟာအရင် usual နဲ့ဟာတခု bot effective ကျွန်တော်တို့က four cycle လို့ခေါ်တာနော်ဘာဖြစ်လို့ four cycle လဲဆိုလို့ရှိရင်၄ခုရှိတယ်အဲ့ဒီဟာကိုပဲလှည့်ပတ်ပြီးတော့လုံးနေရနောက်တစ်ပတ်မှပြောမယ်ဟုတ်ကဲ့ပါဒီနေ့တင်ပါနော်ဆိုလို့ဒီနေ့ညိုင်းတင်ပါအဲ့ဒါဆိုနောက်တစ်ပတ်မှပြန်လည်ဆုံတွေ့ပါမယ် see you ပါတတာဟုတ်